ဒီအမျိုးသမီးဟာလူဝန်လဲတကောင်ကိုဝယ်ယူပြီးလူသားတယောက်လိုပြုစုပြောထောင်ခဲ့ပါတယ်။သူဟာနိုဘူးတိုက်တယ်အဝတ်စားတွေဝတ်ပေးတယ်စားတော့ဆိုင်တဲ့တောင်ခေါ်သွားခဲ့ပါတယ်။မြို့ချက်ကလူတိုင်းကသူ့ကိုချစ်ကြပြီးသူဟာနေမြေခံကြောကြားသူတူဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူအသက်ကြီးလာပြီးအရွယ်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့အမှုအကျင့်တွေစတင်ပြောင်းလဲလာပါတယ်။တနေ့မှတော့တီရဆန်ထိုင်းထင်းရေးဖွဲ့ကဒီလူဝန်ဟာမလုံးချုံတော်ကြောင်းနဲ့စိုးဝါးတာတစ်ခုခုမဖြစ်ခင်သူ့ကိုပြန်အပ်ဖို့အမျိုးသမီးကိုတတိပေးခဲ့ပါတယ်။ဒါပေမဲ့သူမကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး။သူမဟာတန်ရိုးစဉ်အရန်ကြီးနေတဲ့အတွက်အန်ဒရဲကိုမမြင်ခဲ့ပါဘူး။လက္ခဏာတွေကအစပိုင်းမှာတိတ်ငယ်ပါတယ်။တညမှာသူတို့ကားမောင်းထွက်လာတော့သူစိမ်းတယောက်ကကားပတင်းပေါက်ထက်ကိုအေးဘူးနဲ့လမ်းပေါက်လိုက်ပါတယ်။အဲ့ဒီမှာလူဝန်ကဒေါသတကြီးနဲ့ထိုင်ခုံခပါကိုဖျောက်ကားပေါ်ကဆင်းပြီးသူစိမ်းတွေကိုလိုက်တိုက်ခိုက်တာကားတွေပေါ်တက်တာမျိုးတွေယူသွက်ကြလို့လောက်ပါတော့တယ်။ရန်နေရောက်လာပေမဲ့လူဝန်ကသူ့ကြောကိုလိုက်ဖမ်းပြီးကစားနေတယ်လို့မျိုးဖိန်ကိုလိုက်ရိုက်နေခဲ့ပါတယ်။နှစ်နာရီလောက်ကြာတော့သူပင်ပန်းသွားပြီးကောက်ထဲပြန်ဝင်လာပါတယ်။လူတိုင်းကဒါကိုရဲစရာလို့ထင်နေကြပြီးလူဝန်ကအန်ဒရဲမရှိဘူးလို့ယူဆကြတဲ့အတွက်ဘသူမှအမှုမဖွင့်ခဲ့ကြပါဘူး။ဒါပေမဲ့လိမ့်နဲ့အကြာမှာတော့အချင်းတွေတကယ့်ကိုစိုးဝါးလာပါတော့လေ။အဲ့ဒီအချိန်မှာလူဝန်ဟာအသက်14နှစ်ရှိပြီဖြစ်ပြီးအရ9ပေအလေးချိန်240ပေါင်ရှိနေပါပြီ။တနေ့လုံးအာဟာရမထစ်တဲ့အစားအစာလေးပဲစားနေတဲ့တည်းလဲအလွန်အမြင်ဝါဖြိုးနေပါတယ်။တနေ့မှာတော့လူဝန်ကကားစီးကျင်လို့အမျိုးသမီးရဲ့ကားသွားကိုလူယုံတီအိတ်ရှစ်ထွက်သွားပါတယ်။ဒါပေမဲ့ပြီးချက်တဲ့အခောက်ကဖြစ်ရကြောင်းသူမကသူ့ကိုကားမောင်းခွဲမပြုတ်ပါဘူး။အဲ့ဒီမှာလူဝန်ကစိတ်ဆိုးသွားပြီးအင်းရှက်ကကားတွေကိုပတ်ဖေးကယူသွက်တယ်လို့လွတ်ပါတော့တယ်။အမျိုးသမီးကအိမ်ထဲပြန်ဝင်ဖို့အော်ပြောပေမဲ့သူကလုံးဝနားမထောင်ပါဘူး။သူမဟာသူ့ကိုမထိန်ချုပ်နိုင်တော့မှတိတ်လာရပါလေ။သူကအရန်ကြီးပြီးအရန်တမ်းမာနေပြီလေ။ဒါနဲ့သူမကသူမရဲ့သူငယ်ချင်းကိုဖုံးဆက်ပြီးသူ့ကိုစိတ်ငြိမ်သွားအောင်လာကူညီပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ခဏကြာမှတော့သူမရဲ့သူငယ်ချင်းရောက်လာပြီးကားပေါ်ကဆင်းလာပါတယ်။သူမဟာလူဝန်ရဲ့အကြိုက်ဆုံးအယုတ်ကိုကိုက်ထားပြီးအာယုံလွဲကအိမ်ထဲပြန်ခေါ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ချင်းစလုံးဖြစ်မလာခဲ့ပါဘူး။သူငယ်ချင်းချစ်သူကအယုတ်ကိုကိုက်ထားတာကိုမျက်လိုက်တဲ့အခါလူဝန်ရဲ့စိတ်ထဲမှာတခုခုပေါက်ကွဲသွားတယ်လို့ဖြစ်သွားပါတယ်။သူဟာသူငယ်ချင်းဖြစ်သူစီကိုအရှိန်နဲ့ပြေးဝင်တိုက်ခိုက်ပြီးမြေကြီးပေါ်လက်ခါကသူမရဲ့မျက်နှာကိုအစိတ်စိတ်အမွာမွာဖြစ်သွားအောင်အကျဉ်းချင်းအပြင်းအထန်ကိုက်ဖြတ်ပါတော့တယ်။အမျိုးသမီးကဒါကိုမျက်လိုက်ရတဲ့အခါလုံးဝထိတ်လန့်သွားပါတယ်။သူမဟာကိုပြားချချောင်းကိုယူပြီးလူဝန်လက်ခေါင်းကိုအားကုန်ရိုက်နှက်ပေးမယ်။သူကတုံးလုသွားခြင်းမရှိပါဘူး။သူကအယံတန်မာလို့နေလို့တော့သူမဟာအိမ်ချိုက်ကိုပြေးဝင်ပြီးတားတတ်တဲ့ချောင်းကိုယူကလူဝန်ရဲ့ကြောကိုတုံးချက်ဆင်ထုတ်လိုက်ပါတယ်။ဒါတောင်မှသူ့ကိုမတားဆီးနိုင်ပါဘူး။အခုတော့သူမဟာလူဝန်ကသူမကိုပါပြန်တိုက်ခိုက်မှကိုကြောက်လန့်နေပါပြီ။ဒါနဲ့သူမဟာကားထဲကိုပြေးဝင်ပြီးတကားပိတ်ကကိုတီတက်ကိုဖုံးဆက်လိုက်ပါတယ်။စနစ်နဲ့လောက်ကြာမှရဲတွေရောက်လာပြီးခြံထဲမှာရှောက်သွားနေတဲ့လူဝန်ကိုတွေ့လိုက်ရပါတယ်။ရဲတယောက်ကသူ့ကိုကြည့်လိုက်တဲ့အခါလူဝန်ဟာတွေးတွေပိနေတဲ့သူ့ရဲ့တွားတွေကိုထုတ်ပြလိုက်ပါတယ်။လူဝန်ကရဲကိုမတိုက်ခိုက်ခင်မှာပဲရဲအရာရှိကသူ့ကိုလဲချပစ်တက်လိုက်ပါတော့တယ်။သူမရဲ့သူငယ်ချင်းကတော့စိတ်ယုံကိုပို့လိုက်ရပြီးမျက်နှာကိုခွဲစိတ်ပြူပြမှုတွေအများကြီးလောက်ခဲ့ရပြီးမှကန်ကောင်းထောင်ပါစွာအသက်ရှင်ခဲ့ရပါတယ်။ဒါကတော့အခုလက်ရှိသူမရဲ့